ဇလန်လေးရဲ့အစားမိုးရွာနေတဲ့ညတညမှာရေဒီယိုကနေတချင်းတစ်ပုတ်ထုတ်လွှင့်နေတော့ကြေးစားလူသက်သမားချိုင်ဟောင်ဝူကလူတစ်ယောက်ကိုတက်ဖြတ်ပြီးသူ့ကားရဲ့နောက်ဖုံးထဲမှာဝှက်ထားလိုက်ပါတယ်။တေဆုံးသူရဲ့ခီးဆောင်အိတ်ကိုလည်းလမ်းလေကောင်မှာစွန့်ပစ်ထားခဲ့ပြီးကားထွက်သွားတာနဲ့ထူးဆန်းတဲ့လူတစ်ယောက်ကအဲ့ဒီအိတ်ကိုချက်ချင်းကိုလာယူသွားပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီရက်ွက်ထဲကတိုက်ခန်းချင်းလေးတစ်ခုထဲမှာစင်ရသားတရုတ်ဆောင်ပေါက်စာလေးယွန်းကြေဆောင်ကသူ့ရဲ့ဓာတ်ပုံတွေအားလုံးကိုမိရှို့ပြီးတော့ကျိုးဆွဲချသေးဖို့ပြင်နေခဲ့ပါတယ်။သူတည်သွားရင်လည်းဘယ်သူမှတတိထားမိမှာမဟုတ်ဘူးလို့တွေးနေတော့မှရင်းပဲအိမ်ပိုင်ရှင်ကရောက်လာပြီးတော့အိမ်လာကပေးဖို့ကြံသေးတဲ့အကြောင်းနဲ့မတန်မရှင်းဝက်လိုမျိုးနေလို့နန်စော်နေတဲ့အကြောင်းတွေကိုလည်းလာအော်သွားခဲ့ပါတယ်သူ့ရဲ့ကျမ်းမာရေးအာမခံစီကအကျွေးတတိပေးစာကိုတင်လိုက်ပြီးတာနဲ့ဂျေဆောင်တယောက်အနည်းဆုံးတော့တေရင်တန်တန်ရှင်းရှင်းတေတင်တယ်လို့တွေးမိပြီးတော့အများဆုံးရေချိုးခန်းကိုသွားခဲ့ပါတယ်အဲ့ဒီမှာပဲသူ့ဘေးမှာရေချိုးနေတဲ့ရောင်ဝုကိုတွေ့ပြီးတော့သူ့ရဲ့အရန်ဈေးကြီးတဲ့လက်ပံနာကြီးကိုတတိထားမိလိုက်ပါတယ်ရုတ်တရက်ရောင်ကိုတယောက်စက်ပြတုံးကိုနင်းမိပြီးတော့ချော်လဲသွားကခေါင်းနဲ့ချမ်းမြင်နဲ့စောင့်မိပြီးတော့တတိလက်သွားကသူ့ရဲ့အဝတ်လဲကန်းတော့ကိုလည်းလွင့်သွားခဲ့ပါတယ်။အဲ့ဒီချမ်းသာတဲ့လူရဲ့အဝတ်လဲကန်းထဲမှာတော့ဘလောက်တောင်ဈေးကြီးတဲ့ပစ္စည်းတွေရှိနေမလဲဆိုတာကိုတွေးမိပြီးဂျေဆောင်တယောက်သူ့တော့ကိုရောင်ဝူရဲ့တော့နဲ့ခိုးလဲလိုက်ပါတယ်။ဒီနောက်မှာတော့လူနာတင်ရင်ဝန်ထမ်းကယ်ရီနာကရောင်ဝူကိုလာခေါ်ချိန်မှာတော့သူတို့ကဂျေဆောင်ရဲ့ပစ္စည်းတွေကိုပဲမှားယူသွားကြပါတယ်။သူတို့ထွက်သွားတဲ့အခါမှာတော့ဂျေဆောင်တယောက်ရောင်ဝူရဲ့အဝတ်လဲကန်းကိုဖွင့်ကြည့်ပြီးတော့အထက်ကပစ္စည်းတွေကိုကြည့်ကအံ့အားတင်သွားခဲ့ရပါတယ်။မသေးခင်မှာအနည်းဆုံးတော့တရက်လောက်ချမ်းချမ်းသာသာနေကြည့်တင်တယ်လို့တွေးပြီးတော့ဂျေဆောင်